နေတဲ့တာနဲ့ဒီစကားရမိန်ပါဒီစကားရကိုဘအောင်ကိုပြန်မို့တာလားဒီစကားရကလေးနှစ်ယောက်ရဲ့အမေဒီစကားရဘယ်မိန်ပါမရှိဘူးဒီစကားရယောက်ျားကကလေးနှစ်ယောက်ရဲ့အဖေကဒီစကားကိုအုံစီစီနဲ့နိုင်ငံကိုကဲရောက်မှရှိတယ်ငါစောကားလားငါတို့တော့ဆန္ဒငါတာပြောမရပြောတယ်ပေါင်းကြီးငါကဆဲတာငါဘာသာတောင်းတော့ထိခိုက်တာမဟုတ်ဘူးငါဘယ်လိုလူမငါကောဘယ်လိုလူမဤစားစကားပြောလို့လည်းမရဘူးချက်ချောင်းလည်းပြောလို့မရဘူးငါနမသားချင်းနာလေငါကနမတက်ပြောတာငါလိုပဲနမတက်ပြောငါဘသူပတ်စံမှာငါအများမမလိမ်ဘူးငါစီဝဲထားတဲ့သူတွေအကုန်လုံးငါရဲ့ချက်နေကိုငါရဲ့ချွေတဲ့အစားတွေကို36လအရင်ကြာရောက်မေးတာငါပဲဘသူရှိလဲငါလိန်နိုင်ငါကိုတာရဲစကန်ကိုတော့ပြောနော်ရမလာတာချင်တာနာချင်တာမြန်မာနိုင်ငံမှာစေတနာတော်ရောက်မလား36လအရင်ကြောင်ငါအခုမှမဟုတ်ဘူး2018ကနေအခု26ထိတာပြောမရပြောလေအချောင်းရမလားလို့ပြောဆိုမှုအတန်ဖိုင်နေငါချမပြတာငါတော့ငါချစ်လို့ငါရဲ့စကားကိုတီးသွင်းမိပြီကစားလူမျိုးတဲ့ကစားပါတာတွေကငါတော့ကိန်းမှာဆိုလို့ငါတိတော့အချမပြလို့ငြိမ်နေတာဘာလဲချင်တာလဲညမထမနာတော့မသေးအောင်နာတယ်ငါမိမကောင်းမိမမြတ်ငါသားနဲ့ငါသမီးကိုဖြူစင်တဲ့စိတ်နဲ့ငါဘာလို့ရက်တီငါယောက်ျားကငါ့ကိုအမြဲကြည့်နေတာငါမိန်းကလေးတွေနဲ့ပတ်သက်တော့သူလက်ခံတာလေအဲ့မိန်းကလေးတွေကရောသားတယ်